မင်္ဂလာပါရှင် Real Crime Story Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်အမျိုးသမီးတစ်ယောက်ကလမ်းလျှောက်ရင်းနဲ့အယုတ်တယုတ်လို့ထင်ပြီးတော့မှသွားကြည့်လိုက်တဲ့အရာကအယုတ်တယုတ်မဟုတ်တဲ့အပြင်ဒီ22နှစ်အရွယ်မိန်းကလေးတစ်ယောက်ကိုခါအလဲရနေပြီးတော့မှတဝက်တိတိပိုင်းဖြတ်ခံထားရတဲ့အလောင်းတစ်ခုဖြစ်နေခဲ့ပါတယ်ပြီးတော့အဲ့ဒီအလောင်းကဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ရဲ့သွေးတွေကိုစနစ်တကျနဲ့ကုံအောင်လို့ဆေးကြောထားတာဖြစ်လို့အယောင်မှာဖြူဖက်ဖြူရော်လဲဖြစ်နေပါတယ်ပို့ပြီးတော့မှကြောက်စရာကောင်းတာကအဲ့ဒီအလောင်းရဲ့မျက်နှာဆိုလို့ရှိရင်ဒီပါးစပ်နှစ်ခုကိုပေါ့နော်နှရွက်ထိရအောင်လို့ဓာတ်နဲ့ရက်ဆက်ဆက်ကိုမှလှိဖြတ်ထားတဲ့ဒီစမိုင်းပုံစံပေါ့နော်ပြောမယ်ဆိုရင်ဒီဂျိုကာလေအဲ့လိုမျိုးအပြုံးပုံစံမျိုးလဲရက်ဆက်ဆက်ပြုတ်လုပ်ထားပါတယ်ကျမအရင်တော့ပြောခဲ့တဲ့အမှုတွေမှာဆိုလို့ရှိရင်တော့တရက်ခန့်ကိုဖော်ထုတ်နိုင်ခဲ့တဲ့အမှုတွေပဲများတယ်ပေါ့နော်အဲ့လိုပဲကဘာပေါ်မှာတရက်ခန့်ကိုမဖော်ထုတ်နိုင်သေးတဲ့အမှုတွေလည်းအများကြီးရှိပါတယ်အဲ့ဒီအမှုတွေထဲမှာအယောင်မှရက်ဆက်ပြီးတော့မှရှုပ်ထွေးလွန်းတဲ့ပြီးရင်ဒီအာနာပိုင်တွေရဲ့ပေါ့နော်မကောင်းတဲ့အမှောင်ဘက်အချမ်းတွေပါအကုန်လုံးစုပြုံနေတဲ့အမှုကိုပြောပါဆိုလို့ရှိရင်တော့အမေရိကန်ပြည်ထောင်စုရဲ့ The Blood Dahlias အမှုကိုမိမောင်းထိုးပြမှာဖြစ်ပါတယ်။ဒီနေ့ပြောပြပေးမယ့်အမှုကတော့1948ခုနှစ်ကဖြစ်ပွားခဲ့တဲ့ကဘာကျော်အမှုတစ်ခုဖြစ်ပြီးတော့မှအဲ့ဒီအမှုရဲ့နောက်ွယ်မှာဆိုလို့ရှိရင်ဒီငမန်းပါဇက်ပုံစံနဲ့တူတဲ့အိမ်ကြီးရယ်ပြီးလို့ရှိရင်အဲ့ဒီအိမ်ထဲမှာပေါ့နော်အမောင်မှုဒုထားမှာမှသမီးဖြစ်တဲ့သူရဲ့ခါသီလာတဲ့ဘဝဇက်ကြောင်းတွေရယ်ပြီးရင်နှစ်ပေါင်90ကြာတော့မှအဖေကိုတရက်ခန့်အဖြစ်ဖော်ထုတ်နိုင်ခဲ့တဲ့ဒီရဲစုံတောက်သားဖြစ်သူတို့ရဲ့တမိုင်းဖြစ်စဉ်တစ်ခုလုံးကိုအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ဒီအမှုကြောင့်လေးမပြောခင်မှာ Real Crime Story ကိုနားဆင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ကြောင်းပြောချင်ပါတယ်ရှင်။နားဆင်အားပေးသူလေးတွေရဲ့ Like Follow Share Comment လေးတွေကလည်းနောက်ထပ်ဗီဒီယိုလေးတွေကိုဖန်တီးဖို့အတွက်ခွန်အားတွေအများကြီးဖြစ်စေတာမို့လို့ Like Follow Share Comment လေးတွေလုပ်ပေးဖို့အတွက်လည်းမေတ္တာရက်ခံပါတယ်ရှင်။အဲ့ဒါဆိုလို့ရှိရင်ဒီအမှုကြီးအကြောင်းကိုတူတူလေ့လာကြရအောင်။1948ခုနှစ်ဇန်နဝါရီလ15ရက်နေ့မနက်ခင်းလေးတစ်ခုမှာတော့LAမြို့လေးမတ်ပါတ်ရက်ကွက်ကဒီမြေကွက်လက်တစ်ခုအနီးနားမှာနေထိုင်တဲ့အမျိုးသမီးတစ်ယောက်ကသူမရဲ့သမီးလေးနဲ့အတူမနက်စောစောမှာလမ်းလျှောက်ထွက်လာခဲ့ပါတယ်။အဲ့ဒီလိုနဲ့လမ်းလျှောက်ရင်ဒီမြတ်တော်အုပ်တစ်ခုအရောက်မှာတော့အဲ့ဒီအမျိုးသမီးကအဝေးကနေပြီးတော့မှထူးဆန်းတဲ့အရာတစ်ခုကိုလှမ်းတွေ့လိုက်ပါတယ်။အဲ့ဒါကတော့ဒီအဝတ်အစားစတိုးဆိုင်ပေါ့နော်စတိုးဆိုင်တွေမှာသုံးလေးရှိတဲ့ဒီအယုံမအဲ့လိုမျိုးအကျိုးပဲတစ်ခုကဒီမြက်တော်ထဲမှာပေါ့နော်ပြုတ်ကျပြီးတော့မှကြံခဲ့တဲ့ပုံစံအဲ့လိုနဲ့အဲ့ဒီအမျိုးသမီးကသွားပြီးတော့မှအနီးကပ်ကြည့်လိုက်တဲ့အခါမှာတော့ကြောက်လန့်တကြားပဲပြင်းထန်အော်ဟစ်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူမသွားကြည့်လိုက်တဲ့အယုတ်လို့ထင်နေတဲ့အရာကအယုတ်မဟုတ်ပါဘူးအသက်22နှစ်အရွယ်အမျိုးသမီးငယ်လေးတစ်ယောက်ရဲ့အလောင်းဖြစ်နေခဲ့တာပါပြီးတော့ဆက်ဆချင်းမှာပြောခဲ့သလိုပဲပေါ့နော်ပို့ပြီးတော့မှကြောက်စရာကောင်းတာကအဲ့ဒီအလောင်းอ่ะဆိုလို့ရှိရင်ဒီခါအလဲကနေပြီးတော့မှထက်ဝက်တိတိတတိချာချာမှတိတိကျကျပိုင်းဖြတ်ခံထားရပြီးတော့မှခန္ဓာကိုယ်ထဲကသွေးတွေကိုလည်းစနစ်တကျကုံစင်အောင်လို့ဆေးကြောထားတာဖြစ်လို့ခန္ဓာကိုယ်တစ်ခုလုံးကလည်းဖြူဖြော့နေပါတယ်ပြီးရင်မျက်နှာမှာဆိုလို့ရှင်လည်းဒီပါးစပ်နှစ်ဖက်ကိုနှရွက်အထိရအောင်လို့ဓာတ်နဲ့လှိဖြတ်ထားတဲ့ဒီစမိုင်းပုံစံပေါ့နော်အဲ့လိုတန်ရာကိုလည်းရက်ဆက်ဆက်ပြုတ်လုပ်ထားပါတယ်အဲ့လိုနဲ့အဲ့ဒီအမျိုးသမီးကရုပ်အလောင်းကိုတွေ့ပြီးတော့တိတ်မကြခင်အချိန်မှာပဲရဲတပ်ဖွဲ့တွေရောက်ရှိလာခဲ့ပါတယ်ရဲတွေရောက်လာတဲ့အခါမှာတော့ဒီလိုမျိုးရက်ဆက်နဲ့အသက်ခံလိုက်ရတဲ့အမျိုးသမီးငယ်လေးရဆိုလို့ရှိရင်ဟောလိဝုဒ်မှာမင်းသမီးဖြစ်ချင်တဲ့အိမ်မက်တွေနဲ့ LA ကိုရောက်လာခဲ့တဲ့ Elizabeth Short ဆိုတဲ့အမျိုးသမီးဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်ပြီးတော့မှုကင်းဆရာဝန်တွေရဲ့စစ်ဆေးချက်တွေအရသူမကဦးခေါင်းကိုပြင်းထန်စွာရိုက်နှက်ခံခဲ့ရပြီးတော့မှသူမရဲ့ဒီမျက်နှာမှာရှိတယ်ပေါ့နော်ဒဏ်ရာတွေကြောင့်သွေးလန့်ပြီးတော့မှသေဆုံးသွားတာဖြစ်မယ်ဆိုပြီးတော့မှလည်းကောက်ချက်ချခဲ့ကြပါတယ်အခုလိုမျိုးရက်ဆက်အသက်ခံခဲ့ရတဲ့ Elizabeth Short ဆိုတဲ့ကောင်မလေးရဲ့ဘဝအကြောင်းလေးကိုအရင်ဆုံးပြောပြမယ်နော်။ Elizabeth ကို1924ခုနှစ်ဇူလိုင်လ29ရက်နေ့မှာအမေရိကန်ပြည်ထောင်စုဘော့စတွန်မြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။သူမဆိုလို့ရှိရင်သမီး9ယောက်အနက်4ယောက်မြောက်သမီးလေးလည်းဖြစ်ပါတယ်။ Elizabeth အသက်6နှစ်အရွယ်မှာတော့အမေရိကန်နိုင်ငံရဲ့ဒီစီးပွားရေးကပ်ဘေးကြီးကြောင့်အဖေဖြစ်တဲ့သူကလီယိုရှော့က
ကားကိုတရားပေါ်မှာဆွန့်ပစ်ပြီးတော့မှပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကတော့မိသားစုကအဖေဖြစ်တဲ့သူကတေချောင်းကြံသွားပြီလို့ထင်ခဲ့ကြတာပေါ့နော်။ဒါပေမဲ့အမှန်မှာတော့ဒီအဖေဖြစ်တဲ့သူကလီယိုကမိသားစုကိုဆွန့်ပစ်ပြီးတော့မှသူကကယ်လီဖိုးနီးယားကိုထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ Elizabeth ကသူကငငယ်ကလေးတည်းကရင်ကျက်ယောဂခံစားနေရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့သူမမှာကြီးမားတဲ့အိမ်မက်တစ်ခုလည်းရှိတယ်။အဲ့ဒါကဘာလဲဆိုရင်သူကဒီရုပ်ရှင်ကြည့်ရတာတွေကိုအယောင်မှသဘောကျနှစ်သက်ပြီးတော့မှသူကိုယ်တိုင်လည်းဒီ Hollywood မှာမင်းသမီးတစ်ယောက်ဖြစ်လာဖို့အတွက်အိမ်မက်ကြီးမားလည်းရှိခဲ့ပါတယ်။အဲ့လိုနဲ့သူမဒီအသက်18နှစ်အရွယ်1942ခုနှစ်မှာတော့သူမနေထိုင်တဲ့ဘော့စတွန်မြို့ကနေပြီးတော့မှထွက်ခွာပြီးတော့အဖေဖြစ်တဲ့သူရှိတဲ့ကယ်လီဖိုးနီးယားကိုတွားရောက်နေထိုင်ခဲ့ပါတယ်။ Elizabeth ကသူမရဲ့အဖေနဲ့အတူတူနေရင်းနဲ့ပေါ့နော်အဖေဖြစ်သူနဲ့အဆင်မပြေဖြစ်ပြီးတော့သူကဒီ Camp Cook လို့ခေါ်တဲ့ဒီစစ်တပ်စခန်းမှာစတိုးဆိုင်အယောင်ဆေးမအနေနဲ့အလုပ်လုပ်ခဲ့ပါတယ်။သူမဆိုလို့ရှိရင်ရုပ်ရည်လဲချောမောတယ်ပြီးလို့ရှိရင်လှပပတရက်လဲနေတတ်တယ်ပြောမယ်ဆိုရင် तू ကသူကိုယ်တိုင်ကလည်းဒီ Hollywood မှာရုပ်ရှင်မင်းသမီးပေါ့နော်အဲ့လိုမျိုးတရုပ်ဆောင်မင်းသမီးဖြစ်ချင်တာဖြစ်တဲ့အတွက်အမြဲတမ်းလှပတရက်နေတတ်တဲ့ကောင်မလေးပြီးရင်စပင်းအနက်ရောင်နေပေါ့နော်အဲ့လိုဆိုတော့ဒီစစ်သားတွေကဆိုလို့ရှိရင်လဲသူ့ကိုအရန်မှသဘောကျပြီးတော့မှသူမကိုခန့်ဘေဘီဆိုပြီးတော့မှတင်စားပြီးတော့မှခေါ်ဝေါ်ခဲ့ကြပါတယ်အဲ့လိုနဲ့1944ခုနှစ်မှာတော့ Elizabeth ကအမေရိကန်လေတပ်ဗိုလ်မှူးမတ်သရူးမိုက်ကယ်ဂေါ်ဒန်နဲ့သူကချစ်ကြိုက်ခဲ့ပါတယ်။ဂေါ်ဒန်ဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်အတွင်းမှာတာဝန်ထမ်းဆောင်နေတဲ့သူတယောက်ဖြစ်ပြီးတော့မှသူတို့ဒီ Elizabeth ချီကိုပေါ့နော်သူကစာရီပေးပို့ပြီးတော့မှလည်းလက်ထပ်ခွင့်ကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာကောင်းတာက1945ခုနှစ်ဩဂတ်လ10ရက်နေ့မှာတော့ Elizabeth ရဲ့ချစ်သူဖြစ်တဲ့ Gordon ရဲ့လေယာဉ်ကပြတ်ကျပြီးတော့စစ်ပွဲအတွင်းမှာပဲသေဆုံးသွားခဲ့ပါတယ်။အဲ့လိုမျိုးပေါ့နော်ဖြစ်ရဆိုလို့ရှိရင် Elizabeth အတွက်တကယ်ဟိုမှာကဘာကြီးပြိုသွားသလိုပဲပေါ့နော်။သူကလုံးဝအောင်မှစိတ်သက်တည်အကြီးအကျယ်ပြိုလဲစေခဲ့ပါတယ်။အဲ့လိုနဲ့ဒီနောက်ပိုင်းမှာ Elizabeth ကဒီ Florida နဲ့ California ကြားမှာပေါ့နော်သူသွားလာရင်းနဲ့သူကဒီအရန်တရုတ်ဆောင်ပေါ့နော်အဖြစ်နဲ့လောက်ကင်ဖို့ဆိုပြီးတော့မှ LA မြို့ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အဲ့လိုနဲ့သူ့ရဲ့ချစ်သူတေဆုံးပြီးတော့မှ2နှစ်အကြာ1948ခုနှစ်ဇန်နဝါရီလ15ရက်နေ့မှာတော့ပထမမှာပြောခဲ့သလိုပဲပေါ့နော်ရဲဆက်နဲ့အသက်ခံခဲ့ရတာဖြစ်ပါတယ်။ Elizabeth တယောက်အဲ့လိုမျိုးရဲဆက်အသက်ခံရပြီးတဲ့နောက်မှာဆိုလို့ရှိရင် LA မီဒီယာတွေရဲ့မတမာနဲ့နီးနဲ့စုံစမ်းစစ်ဆေးမှုတွေကလည်းစတင်ခဲ့ပါတယ်။သတင်းစာတွေမှာ Elizabeth ကိုအဲ့ဒီတုန်းကပေါ့နော် Elizabeth ကကြတော့သူကအမြဲတမ်းလိုအနက်ရောင်အဝတ်စားလေးတွေဝတ်ဆင်လေးရှိတယ်။ပြီးတော့အဲ့ဒီအချိန်တုန်းကယုံတင်နေတဲ့ The Blue Dahlia ဆိုတဲ့ရုပ်ရှင်ကိုအစွဲပြုပြီးတော့မှ Elizabeth ကို The Black Dahlia ဆိုပြီးတော့မှလည်းနာမည်ပေးခဲ့ကြပါတယ်။ပို့ပြီးတော့မှဆိုးရွားတာကအဲ့လိုမျိုးပေါ့နော်ဒီတေဆုံးသွားတဲ့အခါမှာဆိုလို့ရှိရင် LA ကသတင်းစာတိုက်တစ်ခုကနေပြီးတော့မှ Elizabeth ရဲ့အမေဖြစ်တဲ့သူ Phoebe Shop ကိုဖုန်းဆက်ပြီးတော့မှရှင့်သမီးရပေါ့နော်ဒီအလှမဲ့ပြိုင်ပွဲအနိုင်ရသွားပြီဆိုပြီးတော့မှသူတို့ကလိန်ညာပြီးတော့မှ Elizabeth ရဲ့သတင်းအချက်လက်တွေကိုတောင်းယူခဲ့ပါတယ်အဲ့လိုမျိုးသူတို့အချက်လက်တွေအကုန်လုံးရသွားပြီးတော့မှ Elizabeth ကဒီလိုမျိုးအသက်ခံလိုက်ရတယ်ဆိုတဲ့အကြောင်းကိုအသိပေးတာပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အထိကိုမီဒီယာတွေကတကယ်ဟိုမှာကျင့်ဝတ်မရှိရက်စက်ခဲ့ကြပါတယ်ပို့ပြီးတော့မှဆိုတာကဒီ LA မီဒီယာတွေက Elizabeth ကိုသူကမိန်းမပြတ်လိုမျိုးပြီးလို့ရင်ဒီပတ်စံနဲ့ပေါ့နော်အဲ့လိုမျိုးအခကွေးကျင်းငွေယူပြီးတော့မှလုပ်နေတဲ့ကောင်မလေးတစ်ယောက်အနေနဲ့မမှန်မကန်လဲပုံဖော်ခဲ့ကြပါတယ်ဒါပေမဲ့လည်းဒီ LA ကရဲတွေရဲ့စုံစမ်းစစ်ဆေးချက်တွေအရ Elizabeth ကဆိုလို့ရှိရင်သူကအရက်မတောက်ဆက်လိပ်မတောက်ပဲနဲ့ရိုးသားနဲ့မင်းသမီးဖြစ်ချင်ခဲ့တဲ့အမျိုးသမီးငယ်လေးတူပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုအချက်လက်အထောက်ထားခိုင်လုံနဲ့အတည်ပြုခဲ့ကြပါတယ်။ဒါပေမဲ့လည်းစိတ်မကောင်းစရာကြေကွဲစရာကောင်းတာကအဲ့လိုမျိုးမင်းသမီးဖြစ်ချင်တဲ့အသက်22နှစ်အရွယ်ကလေးမလေးတူရဲ့အိမ်မက်တွေကတော့ LA ရဲ့မြေကွက်လက်မှာပဲရဲဆက်နဲ့နှီးကုံချုပ်သွားခဲ့ရပါတယ်။အမှုဖြစ်ပြီး9ရက်အကြာ1948ခုနှစ်ဇန်နဝါရီလ24ရက်နေ့မှာတော့သတင်းစာတိုက်ကိုလူသက်သမားစီကားလို့ယူဆရတဲ့ပါဆယ်ထုတ်တစ်ထုပ်ရောက်လာခဲ့ပါတယ်။အဲ့ဒီပါဆယ်ထုတ်ထဲမှာဆိုလို့ရှိရင် Elizabeth ရဲ့မွေးစရင်းတွေဓာတ်ပုံတွေနဲ့မှတ်စုစာအုပ်တွေပါပြီးတော့မှပစ္စည်းတွေအကုန်လုံးကိုလက်ပွေရလုံးဝရှာလို့မရအောင်လို့ဓာတ်စီနဲ့လည်းတည်တည်ချာချာဆေးကြောထားခဲ့ပါတယ်။အဲ့ဒါအပြင်ဒီဒါလီယာရဲ့လက်စားခြေသူပေါ့နော် Dahlia's Avenger ဆိုပြီးတော့တောင်မှလက်မှတ်ရေးထိုးထားတဲ့ဗဟေနိ
စာလွှာတွေကိုလည်းပေးပို့ခဲ့ပါတယ်။ရဲတပ်ဖွဲ့တွေကတန်တရားရှိတဲ့သူ150ကျော်ကိုစစ်ဆေးခဲ့ပေမဲ့တရက်ခန့်အစ်စ်ကိုမမိဘဲနဲ့အဲ့ဒီအမှုကလုံးဝအောင်မှစုံစမ်းရခက်ခဲသွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့လက်ပွေကလုံးဝအောင်မှရှာလို့မတွေ့တဲ့အနေအထားဖြစ်နေတဲ့အခါကျတော့စုံစမ်းစစ်ဆေးရတာအရန်ခက်ခဲတာပေါ့နော်။ဒါပေမဲ့လည်းအဲ့ဒီလိုမျိုးပေါ့နော်တန်တရားရှိသူတွေထဲကမှဘဟေနိဆန်ပြီးတော့မှအာနာအယောင်မှာရှိတဲ့ပုံကိုယ်တအုပ်လည်းရှိနေခဲ့ပါတယ်။အဲ့ဒီလူကတော့ဒေါက်တာဂျော့ဟိုဒဲပါဒေါက်တာဂျော့ကို1909ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့မှသူကငငယ်လေးတဲ့က IQ 186ရှိတဲ့ပါရမီရှင်တဦးဖြစ်ခဲ့ပါတယ်။သူကစန္ဒယာတီးတဲ့နေရာမှာလဲထူးချွန်သလိုဒီခွဲစိတ်ဆရာဝန်တဦးအဖြစ်နဲ့လဲအောင်မြင်စွာနဲ့ရပ်တည်နိုင်ခဲ့ပါတယ်။အဲလီမျိုးမှာကိုပိုင်ဆေးကန်းဖွင့်ထားပြီးတော့မှသူကတကယ်ဥမာထိတ်တန်းအထက်တန်းလွာတွေပြီးမင်းသားမင်းသမီးတွေနဲ့ရဲအရာရှိကြီးတွေရဲ့လျှို့ဝှက်ဆေးကူတောင်းမှုတွေကိုတာဝန်ယူပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့အဲ့လိုမျိုးပါရမီရှင်ဆရာဝန်ကြီးရဲ့နောက်ွယ်မှာတော့သူကဒီပကြီးအမှုပညာနဲ့လိမ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်သူကလွန်ကဲတဲ့အပြုအမူတွေကိုဆွဲလန်းနေတဲ့စိတ်တစားဆန်တဲ့အမောင်ပတ်ချံတစ်ခုလည်းရှိနေခဲ့ပါတယ်။1945ခုနှစ်မှာဒေါက်တာဂျော့ဟိုဒယ်ကလော့စ်ဖေးလစ်မှာရှိတဲ့ကမ္ဘာကျော်အဆောက်အဦတစ်ခုကိုဝယ်ယူခဲ့ပါတယ်။အဲ့ဒီအဆောက်အဦကို1926ခုနှစ်ကဒီဗီတုကာပညာရှင်လွိုက်ရိုက်ကတိဆောက်ခဲ့ပြီးတော့မှအဲ့ဒီအိမ်ကိုဆော်ဒန်ဟောက်ဆိုပြီးတော့နာမည်ခေါ်တယ်ပေါ့နော်အဲ့ဒီအိမ်ကြီးอ่ะဆိုလို့ရှင်အဝေးကနေကြည့်လို့ရှင်တကယ်ဟိုမှာရှေ့ဟောင်ပီရမစ်ပုံစံရှိပြီးတော့အဝင်ဝါဆိုလို့ရှင်လဲငမန်းရဲ့ဒီဟင်းလင်းပွင့်နေတဲ့ဗဇက်နဲ့တူတယ်ပေါ့နော်အဲ့လိုမျိုးတူလွန်းလို့လဲဂျော့ဟောက်ဆိုပြီးတော့လဲလူသိများပါတယ်ဒေါက်တာဂျော့ဟိုရီယာဆိုလို့ရှိရင်အဲ့ဒီအိမ်ကြီးထဲမှာသူကတီးတန့်ပါတီပွဲတွေကျင်းပလေးရှိတယ်။အဲ့ဒီပါတီပွဲတွေဟာဆိုလို့ရှိရင်ရိုးရိုးပါတီပွဲတွေမဟုတ်ဘူးပေါ့နော်။အဲ့မှာဆိုလို့ရှိရင်မူရစ်ဆေးဝါးတွေအရက်နဲ့ပုံမှန်တဘာဝထက်လွန်ကဲတဲ့အမှုပညာကိုအကြောင်းပြပြီးတော့မှစိတ်တစားဆန်တဲ့လိမ်ပိုင်းဆိုင်ရာပွဲတွေကိုပါပြုလုပ်ခဲ့တာဖြစ်ပါတယ်။စုံစမ်းချက်တွေအရဆိုလို့ရှိရင်အဲလစ်ဘတ်ကလည်းသူမအသက်မခံရမီအချိန်တုန်းကအဲ့ဒီဆော်ဒန်ဟောက်ဆိုတဲ့အိမ်ကြီးထဲမှာကျင်းပခဲ့တဲ့ပါတီပွဲတွေကိုတစ်ချိန်ထက်မနည်းတက်ရောက်ခဲ့မှုကြောင်းလည်းသိရှိရပါတယ်။ဒေါက်တာဂျော့ဟော်ဒယ်ကသူ့ရဲ့အဲ့ဒီဆော်ဒန်ဟောက်စ်အိမ်ကြီးထဲမှာသူစိတ်ထင်တိုင်းပေါ့နော်ထင်တိုင်းကျဲနေခဲ့တာပေါ့အဲ့လိုမျိုးထင်တိုင်းကျဲနေတဲ့အပြင်အဲ့ဒီအိမ်ကြီးထဲမှာဒေါက်တာဂျော့ဟိုဒယ်ရဲ့ရက်ဆက်လာတဲ့နှိပ်စက်မှုတွေကိုငငယ်လေးတွေကနေပြီးတော့မှယဉ်စည်းခံခဲ့ရတဲ့ကောင်မလေးတစ်ယောက်လည်းရှိခဲ့ပါတယ်သူမကတော့ဒေါက်တာဂျော့ဟိုဒယ်ရဲ့သမီးအရင်ဖြစ်တဲ့တာမာဟိုဒယ်ပဲဖြစ်ပါတယ်တာမာကို1935ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။သူမဆိုလို့ရှိရင်ငငယ်လေးတဲ့ကအဲ့ဒီဆော်ဒန်ဟောက်စ်အိမ်ကြီးထဲမှာပဲအဖေရဲ့ပကြီးအမှုပညာနဲ့လိန်ပိုင်းဆိုင်ရာလွန်ကဲတဲ့အပြုအမူတွေကြားထဲမှာပဲကြီးပြင်းခဲ့ရတဲ့သူဖြစ်ပါတယ်။အဖေဖြစ်တဲ့သူဒေါက်တာဂျော့ဟော်ဒယ်ကIQ အရန်မြင့်တဲ့ပါရမီရှင်တယောက်ဖြစ်ပေမဲ့သမီးဖြစ်တဲ့သူတာမအပေါ်မှာတော့စိတ်တဆဆန်စွာနဲ့ချုပ်ကင်ထားခဲ့ပါတယ်။တာမအသက်17နှစ်အရွယ်ကလေးကအဖေဖြစ်တဲ့သူရဲ့လိန်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်ခြင်းကိုစပြီးတော့မှခံခဲ့ရပါတယ်။ပြောမယ်ဆိုလို့ရှိရင်တာမအတွက်ကလည်းသူ့အဖေရဲ့ဒီအိမ်ပေါ့နော်အဲ့ဆော်ဒန်ဟောက်စ်အိမ်ကြီးอ่ะဆိုလို့ရှိရင်တကယ်ဥမာငရဲကန်းတစ်ခုလိုဖြစ်ခဲ့ရပါတယ်။အဲ့လိုနဲ့1948ခုနှစ်တာမအသက်14နှစ်အရွယ်မှာတော့ပြောမယ်ဆိုရင်အဲ့ဒီပေါ့နော်တာမအသက်14နှစ်အရွယ်ကအဲလစ်ဘတ်တည်ဆုံးပြီး2နှစ်အကြာပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်တာမကရဲတပ်ဖွဲ့ကိုတွားရောက်ပြီးတော့မှသူ့ရဲ့အဖေဖြစ်တဲ့သူဒေါက်တာဂျော့ဟော်ဒယ်ကသူ့ကိုလိန်ပိုင်းဆိုင်ရာဒီလိုမျိုးအလွဲသုံးစားတွေပြုကျင့်ခဲ့ကြောင်းနဲ့သူမမှာကိုဝင်ရှိနေပြီဆိုပြီးတော့မှသူကတတိရှိနဲ့သွားပြီးတော့မှတိုင်ကြားခဲ့ပါတယ်။တားမရဲ့တိုင်ကြားမှုကြောင့်ပဲဟောလိဝုဒ်တရားခွင်မှာဆွေမျိုးနှိစက်လိန်ဆက်ဆံမှုနဲ့ပတ်သက်ပြီးတော့မှတရားခွင်စတင်ခဲ့ပါတယ်။အဲ့ဒီတရားခွင်မှာဆိုလို့ရှိရင်အဖေဖြစ်တဲ့သူဒေါက်တာဂျော့ရဲ့ဒီရှေ့နေတွေကအသက်14နှစ်အရွယ်မိန်းကလေးဖြစ်တဲ့တားမကိုစိတ်မနှံ့တဲ့သူလိန်ညာတတ်တဲ့သူအနေနဲ့မီဒီယာရှေ့မှာပုံဖော်ခဲ့ကြပါတယ်။ပြီးရင်ဒီတားမရဲ့ကိုဝင်ကလည်းဒီအစောပိုင်းမှာပဲပေါ့နော်ဖြတ်ချလိုက်ရတယ်သူ့အဖေနဲ့ရတဲ့ကိုဝင်ကအစောပိုင်းမှာတင်ဖြတ်ချလိုက်ရတာပေါ့နော်အဲ့တရက်ခွေမှာဆိုလို့ရှိရင်ရှေ့နေတွေကဒီအမှုနဲ့လည်းလုံးဝကိုဆက်လင်းမှုမရှိမသက်ဆိုင်တဲ့ထိတ်လန့်မှုကောင်းတဲ့မိကွန်းတစ်ခုလည်းမေးခဲ့ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်နင်ကပေါ့နော်နင်အမေရဲ့
အိမ်ငါကိုနင်းရဲ့အဖေကအဲလစ်ဘတ်ကိုတတ်ခဲ့တာလို့ပြောဘူးတယ်ဆိုတာဟုတ်လားဆိုပြီးတော့မှမေးခဲ့ပါတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ကြောက်လန့်နေတဲ့တာမကတရက်ခွင်မှာ तू အဲ့လိုမျိုးမပြောဘူးပေါ့နော်အဲ့လိုမျိုး तू ကညင်းခဲ့တယ်ဘာဖြစ်လို့လဲဆိုအဲ့လိုမျိုးညင်းလို့ပဲပြောမယ်ဆိုတာမတကယ်ဥမာစိတ်မနှမ်းတဲ့သူစိတ်ချောက်ချာကြောင်ချောက်ချာဖြစ်နေတဲ့သူအနေနဲ့ပုံဖော်တာပေါ့နော်တာမက तू အဲ့လိုမျိုးညင်းခဲ့ပေမဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင် तू မကအဲ့ဒီစော်ရန် house အိမ်ကြီးထဲမှာအဖေဖြစ်တဲ့သူရဲ့တန်တရားဖြစ်ပွဲကောင်းတဲ့အပြုအမူတွေကိုသူကိုယ်တိုင်လည်းမျက်မြင်မြင်တွေ့ခဲ့ရတာဖြစ်တဲ့အတွက်သူ့ရဲ့အဖေဖြစ်တဲ့သူကပဲအဲလစ်ဘတ်ကိုတတ်ခဲ့တာလို့တကယ်ယုံကြည်နေတယ်ဆိုတဲ့အကြောင်းကိုလည်းနောက်ပိုင်းမှာဝန်ခံခဲ့ပါတယ်ဒေါက်တာဂျော့ချ်ဟော်ရယာဆိုလို့ရှိရင်သူကမြို့ပေါ်မှာလည်းတကယ်ဥမာထိတ်တန်းရဲအရာရှိတွေရှေ့နေတွေနဲ့လည်းအရောက်မှာနီးစပ်မှုရှိတဲ့အတွက်သူကတက်သေးတွေကိုလည်းချင်းချောက်နိုင်ပြီးတော့မှအဲ့တရက်ခွင်ကနေပြီးတော့မှလုံးဝသူကဘာမှအပြစ်မရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဆုံးဖြတ်ချက်ချခြင်းကိုခံရပြီးတော့မှသူကလုံးဝမှလွတ်မြောက်သွားခဲ့တယ်။ तू ကတော့အဲ့လိုမျိုးပေါ့နော်သူ့ရဲ့ဒီအရှိန်အဝါတွေနဲ့အာနာတွေနဲ့အဲ့လိုလွတ်သွားတယ်ဒါပေမဲ့တစ်ဖက်မှာတော့တားမရဲ့ဘဝကတော့အဲ့ဒီအချိန်ကနေစပြီးတော့မှလုံးဝအကြီးအကျယ်ကိုပျက်စီးသွားခဲ့ရပါတယ်။တရက်ခွင်မှာအာနာရှိတဲ့အဖေဖြစ်တဲ့သူဒေါက်တာဂျော့ချ်ဟိုရဲကလွတ်မြောက်သွားခဲ့ပြီးတဲ့နောက်အသက်14နှစ်အရွယ်သမီးလေးဖြစ်တဲ့တားမရဲ့ဘဝကတော့အဲ့ဒီအချိန်ကစပြီးတော့မှပို့ပြီးတော့မှပျက်စီးသွားခဲ့ရပါတယ်။တရက်ခွင်မှာအဖေနဲ့ရခဲ့တဲ့ပထမကိုဝင်ကိုအစောပိုင်းမှာတင်ဖျက်ချခံလိုက်ရပြီမဲ့တားမအတွက်ကငရဲကန်းကမပြီးသွားဘူးပေါ့နော်။အဲ့ဒီနောက်မှာပို့ပြီးတော့မှဆိုးလာတယ်လို့တောင်ပြောလို့ရတယ်။အဖေဖြစ်တဲ့သူဒေါက်တာဂျော့ချ်ဟိုရဲကသူ့ကိုအဲ့လိုမျိုးရဲကိုတိုင်ကြားခဲ့တဲ့သမီးဖြစ်တဲ့သူတားမကိုသူကအညှိုးတွေထားပြီးမကြေမနက်တွေဖြစ်ပြီးတော့မှသူကလက်စားချေခြင်းနဲ့စိတ်တွေဖြစ်လာတယ်။အဲ့လိုမျိုးလက်စားချေခြင်းတဲ့အတွက်တားမအပေါ်မှာစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောချုပ်ကင်မှုတွေကိုအရင်ကားထပ်ပို့ပြီးတော့မှပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ပါတယ်။1950ပြည့်ရောက်တဲ့အခါမှာတော့ဒေါက်တာဂျော့ချ်ဟိုရဲကသူ့ရဲ့ဒီစိတ်တစဆန်ပြီးတော့မှယွန်စရာကောင်းတဲ့လူမဆန်တဲ့အစီအစဉ်တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒါကတော့သူ့ရဲ့သမီးအရင်ဖြစ်တဲ့အသက်15နှစ်ကျော်အရွယ်ပဲရှိသေးတဲ့တားမကိုလူမှုပတ်ဝန်းကျင်ကနေပြီးတော့မှလုံးဝအောင်မှကျင့်သွားအောင်ပေါ့နော်လုံးဝအောင်မှဝိုင်းဖယ်ထားအောင်အဆက်ရစေဖို့အတွက်အာဖရိကန်အမေရိကန်အမျိုးသားတဦးနဲ့ဒီတားမရဲ့စိတ်ဆန္ဒမပါဘဲနဲ့ပေါ့နော်အတင်းအာရမလိမ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှဖိအားပေးပြီးတော့မှအလွဲသုံးစားပြုလုပ်ခဲ့ပါတယ်အဓိကပြောမယ်ဆိုရင်အဲ့ဒီအချိန်တုန်းကလည်းဒီအဲ့ဒီမှာဆိုလို့ရှိရင်လူပြူလူမဲအဲ့လိုမျိုးတွေကလည်းရှိနေတဲ့အခါကျတော့သူ့ရဲ့သမီးကိုဒီလိုမျိုးတွေလုပ်ပြီးတော့မှလုံးဝအောင်မှအဆက်ရပြီးတော့မှပတ်ဝန်းကျင်ကနေပါလုံးဝဖဲ့ကျင်သွားအောင်လုပ်တာပေါ့နော်ကိုယ့်ရဲ့သွေးသားအရင်ကိုနော်ဘလို့ရအောင်လူစိတ်မရှိလဲဆိုတာပြောလို့တော့စကလုံးနဲ့တောင်ဖော်ပြလို့မရအောင်အဲ့လိုမျိုးစော်ကားခံရမှုတွေကြောင့်ပဲတားမားလေးက1952ခုနှစ်အသက်16နှစ်အရွယ်မှာတော့သမီးလေးတဦးကိုထပ်ပြီးတော့မှဒုတိယအကြိမ်မွေးဖွားခဲ့ပါတယ်ပထမအကြိမ်တော့ပြတ်ကျသွားတာပေါ့နော်ပြောမယ်ဆိုတားမားရဲ့ဘဝဆိုလို့ရှင်လဲတော်တော်မှသနာဖို့ကောင်းတယ်နော်အသက်14နှစ်အရွယ်ဆိုကလေးပဲရှိသေးတယ်လေနော်အသက်14နှစ်အရွယ်မှာတင်အဖေရဲ့ဒီလိုမျိုးပေါ့နော်လိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေကြောင့်ကိုဝင်လွယ်ခဲ့ရပြီးတော့မှဖျက်ချခံရတယ်အခုအသက်16နှစ်မှာလဲသူလုံးဝသူနဲ့သူ့ရဲ့အလိုဆန္ဒမပါဘဲနဲ့ပေါ့နော်သူမချစ်မနစ်သက်ရတဲ့သူနဲ့ဒီလိုမျိုးအတင်းအဓမ္မလိမ်မိုင်းဆိုင်ရာကျူးလွန်ခံရပြီးတော့မှကလေးကိုပါမွေးခဲ့ရသေးတာပေါ့နော်ပြီးတော့အဲ့ကလေးလေးမွေးပြီးချင်းမှာပဲအဖေဖြစ်တဲ့သူဒေါက်တာဂျော့ချ်ဟိုရရဲ့ဖိအားတွေကြောင့်ပဲကလေးရဲ့မွေးစရင်းရဲ့အဖေနေရာမှာလူနာမည်ရှိရသားနဲ့နော်unknown negro ဆိုပြီးတော့မှသူကရေးသားစေခဲ့ပြီးတော့ကလေးကိုလည်းဒီရီနိုမြို့မှာရှိတဲ့အာဖရိကန်အမေရိကန်မိသားစုတစုထံကိုချက်ချင်းမွေးစားဖို့စွန့်ပစ်ခိုင်းခဲ့ပါတယ်အဲ့ဒီကလေးမလေးကဒီပတ်ထရီရှာဆိုတဲ့ပတ်ဆိုတဲ့နာမည်နဲ့ကြီးပြင်းလာခဲ့တာဖြစ်ပါတယ်အဲ့လိုနဲ့အဲ့ဒီကလေးမလေးအရွယ်ရောက်လာတဲ့အချိန်မှာဆိုလို့ရှိရင်သူမရဲ့ဒီဇာတိအမှန်ပေါ့နော်မွေးဖွားခဲ့တဲ့အမှန်ကိုသူကပြန်ပြီးတော့မှစုံစမ်းရတဲ့မှာသူမရဲ့နာမည်ကဖော့နာဟိုတဲ့ဖြစ်ကြောင်းရဲ့သူ့ရဲ့အမေကတားမဖြစ်ကြောင်းရဲ့တားမရဲ့ဒီလိုမျိုးခါသီးလာတဲ့အမှန်တရားတွေရဲ့ပြီးလို့ရှိရင်သူ့ရဲ့အဖိုးဖြစ်သူကတကယ်ဥမာကဘာကျော် The Black Dahlia အမှုရဲ့အဓိကတန်တရားရှိတဲ့သူဒေါက်တာဂျော့ချ်ဟိုတဲ့ဖြစ်နေတဲ့ဆိုတဲ့အကြောင်းကိုလည်းသူကသိရှိသွားခဲ့ပါတယ်
ဖော့နာဟိုတဲ့อ่ะဆိုလို့ရှိရင်သူ့ရဲ့အမေတားမရဲ့ဒီလိုမျိုးပေါ့နော်ခါသီးလာတဲ့ဘဝဇက်ကြောင်းနေနဲ့အမှန်တရားတွေကိုသူက One Day She Will Darken ဆိုတဲ့စာအုပ်ကိုလည်းရေးသားခဲ့ပါတယ်။အဲ့ဒီစာအုပ်ကနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ writer ပေါ့နော်ပတ်တီဂျန်ခင်းရိုက်ကူးတဲ့ I Am the Night ဆိုတဲ့ CD လည်းဖြစ်လာခဲ့ပါတယ်။တားမတိုင်ကြားထားတဲ့အမှုနဲ့ပတ်သက်ပြီးတော့မှတရက်ခွင်အပြီးမှာတော့LA ရဲတပ်ဖွဲ့တွေကဒေါက်တာဂျော့ဟိုတဲ့အပေါ်မှာဒီ Black Dahlia တေဆုံးတာနဲ့ပတ်သက်ပြီးတော့မှအကြီးအကျယ်တန်တရားဝင်လာခဲ့ပါတယ်။အဲ့ဒီအမှုနဲ့ပတ်သက်ပြီးတော့မှသူတို့တန်တရားဝင်လာတဲ့အတွက်ဒေါက်တာဂျော့ဟိုတဲ့ကိုစပြီးတော့မှစောင့်ကြည့်စုံစမ်းမှုတွေစတင်ခဲ့ပါတယ်။1950ပြည့်နှစ်ဖေဖော်ဝါရီမတ်လဝန်းကျင်မှာတော့ရဲတပ်ဖွဲ့တွေကဒီ Soran House အိမ်ကြီးမှာလျှို့ဝှက်နားထောင်တဲ့ဆက်တွေကို3ပတ်ကြာတက်ဆင်ခဲ့ပါတယ်။အဲ့ဒီနားထောင်တဲ့ဆက်တွေကနေပြီးတော့ပေါ့နော်ကြောက်စရာကောင်းတဲ့အတန်တချို့ကိုလည်းဖမ်းယူရရှိခဲ့ပါတယ်။အဲ့ဒီအတန်ဖိုင်ထဲမှာဆိုလို့ရှိရင်အဲ့ဒီအိမ်ကြီးရဲ့အောက်ထပ်ဒါမှမဟုတ်လည်းဒီမြေအောက်ခန်းမှာပေါ့နော်အမျိုးသမီးတစ်ယောက်ရဲ့ပြင်းထန်စွာအော်ဟစ်ညည်းညူနေတဲ့အတန်နေနဲ့အတူဒေါက်တာဂျော့ဟိုရဲ့ပါဇက်ကနေပြီးတော့မှပြောတဲ့တချို့အတန်ပိုင်းကိုလည်းဖမ်းယူရရှိခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုရင် तू ကငါကဒီ Black Dahlia ကိုတတ်ခဲ့တယ်ပဲထားပါတော့ပေါ့နော်အခုသူတို့တွေဘာမှတတ်သိမပြနိုင်တော့ဘူးပြီးရင်ငါရဲ့အတွင်ရေးမှုကလည်းတည်သွားပြီမို့လို့သူမစီကလည်းဘာမှမေးလို့မရတော့ဘူးဆိုပြီးတော့မှအဲ့ဒီအတန်ဖိုင်ကိုပါဒီနားထောင်တဲ့စက်တီကနေပြီးတော့မှဖမ်းယူရရှိခဲ့ပါတယ်အဲ့လိုမျိုးအတန်ဖိုင်ရရှိပြီးတဲ့နောက်မှာတော့ရဲတပ်ဖွဲ့တွေကဒီဒေါက်တာဂျော့ဟိုရဲကိုသူကဖမ်းဖို့အတွက်ပြင်ဆင်ကြတယ်အဲ့လိုမျိုးပြင်ဆင်နေတဲ့အချိန်မှာပဲပြောမယ်ဆိုရင်ဒေါက်တာဂျော့ဟိုရဲကလည်းသူ့မှာအာနာရှိတဲ့အဆက်အသွယ်အတိုင်းဝိုင်းနေရလဲအများကြီးလေအဲ့လိုဆိုတော့အဲ့ဒီအတိုင်းဝိုင်းနေရနေပြီးတော့မှ तू ကအဲ့တတင်ကိုကြိုပြီးတော့မှရရှိတဲ့အတွက်သူ့ကိုမဖမ်းခင်မှာပဲ1950ပြည့်နှစ်နောက်ပိုင်းမှာ तू ကသူ့ရဲ့မိသားစုကိုပြစ်ပြီးတော့မှ तू ကအမေရိကန်ကနေပြီးတော့မှဖိလစ်ပိုင်နိုင်ငံကိုရုတ်တရက်ထွက်ပြေးပြီးတော့မှလွတ်မြောက်သွားခဲ့ပါတယ်အဲ့လိုမျိုးသူလွတ်မြောက်သွားပြီးတဲ့နောက်မှာဆိုလို့ရှိရင် Soran House အိမ်ကြီးနဲ့ဒေါက်တာဂျော့ဟိုရဲရဲ့လျှို့ဝှက်ချက်တွေကလည်းနှစ်ပေါင်း50နီးပါးကြာအောင်လုံးဝအဆရှာမရဖြစ်သွားခဲ့ပါတယ်။သူ့ကိုအဲ့လိုမျိုးပေါ့နော်ဘာလို့ဒီလိုမျိုးအာနာရှိတဲ့သူတွေကသူ့ကိုဆက်သွယ်ပြီးတော့ကြိုပြီးသတင်းပေးရလဲဆိုလို့ရှိရင်ဒေါက်တာဂျော့ဟိုရဲရဲ့စေကန်းက LA မြို့ကအာနာပိုင်တွေရဲအရာရှိတွေရဲ့တရားမဝင်ဒီကိုဝင်ဖြတ်ချပေးတာတွေနဲ့သူတို့ရဲ့ဒီလျှို့ဝှက်တဲ့ဒီအရှုပ်တော်ပုံတွေပေါ့နော်အဲ့ဒါတွေကိုဆောင်ရွက်ပေးတာဖြစ်တဲ့အတွက်တကယ်လို့သာသူတို့ဒေါက်တာဂျော့ဟော်ရဲကိုဖမ်းလိုက်လို့ရှင်ရင်ဒီသူတို့ထိတ်တန်းအထက်တန်းလွှာတွေရဲ့အရှုပ်တော်ပုံချီးတုပ်ကြီးကလည်းလုံးဝပွင့်ထွက်လာမှာပေါ့နော်အဲ့ဒါကိုစိုးရိမ်ပြီးတော့လေသူတို့ကဒီအမှုကိုဖုံးဖိပေးခဲ့ကြတာဖြစ်ပါတယ်ဒေါက်တာဂျော့ဟိုရဲရဲ့ဒီအိမ်နောင်ရေးနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းအချင်းချုပ်လေးပြောမယ်နော်သူ့ရဲ့တက်တန်းတစ်လျှောက်မှာဆိုလို့ရှိရင် तू ကအိမ်နောင်၄ဆက်မိန်းမ၄ယောက်နဲ့တရားဝင်လက်ထပ်ခဲ့ပါတယ်အဲ့ဒါအပြင်ဒီတရားဝင်မဟုတ်တဲ့ပေါ့နော်ရင်သွေးကလည်းစုစုပေါင်း17ယောက်တချို့မှတ်တမ်းတွေမှာဆိုလို့ရှိရင်လည်း12ယောက်တိရှိခဲ့တယ်ဆိုပြီးတော့လည်းပြောထားပါတယ်ဒီပထမအိမ်နောင်မှာဆိုလို့ရှိရင် तू ပထမအိမ်နောင်နဲ့ကသား3ယောက်ရတယ်ဒုတိယအိမ်နောင်နဲ့ကခုနတားမဆိုတဲ့ကောင်မလေးရတာပေါ့နော်ပြီးရင်တတိယအိမ်နောင်နဲ့လည်းကလေးတွေထပ်ပြီးတော့ရတယ်ပြီးရင် तू ကဖိလစ်ပိုင်ကိုပြေးသွားတယ်လေအဲ့ဒီမှာဆိုလို့ရှိရင်လည်း तू ကနောက်ထပ်အိမ်အောင်လဲထပ်ကြခဲ့သေးပါတယ်အဲ့လိုမျိုးဒေါက်တာဂျော့ဟိုရဲကဖိလစ်ပိုင်နိုင်ငံကိုထွက်ပြေးပြီးတဲ့နောက်မှာတော့အမေရိကန်ပြည်အောင်စုမှာ Elizabeth Short ဆိုတဲ့ကောင်မလေးတနည်းအားဖြင့်ဆိုလို့ရှိရင် Black Dahlia အမှုပါဆိုလို့ရှိရင်အဖြေရှာမရဘဲနဲ့နှစ်ပေါင်း50နီးပါးငြိမ်သက်သွားခဲ့ပါတယ်အဲ့လိုနဲ့ဒီ1996ခုနှစ်ပြောမယ်ဆိုရင်နှစ်50နီးပါးပေါ့နော်အဲ့လောက်အကြာမှာတော့ဒေါက်တာဂျော့ဟိုရဲကဒီအမေရိကန်ကနေပြီးတော့ဖိလစ်ပိုင်ကနေပြီးတော့မှအမေရိကန်ကိုပြန်ပြီးတော့မှရောက်ရှိလာခဲ့ပါတယ်သူရောက်လာတဲ့အချိန်ဟာဆိုလို့ရှိရင်သူ့ရဲ့အသက်ကလည်း62နှစ်ရှိပြီပေါ့နော်ဒီလိုမျိုးလူဆိုးလူယုံမာတွေကတော်တော်အသက်ရှိရဲ့နော်အဲ့လိုမျိုးနဲ့သူကဒီအမေရိကန်ကိုပြန်ရောက်ပြီးတော့မှတိတ်မကြခင်မှာပဲကွယ်လွန်သွားခဲ့ပါတယ်သူကွယ်လွန်ပြီးနောက်မှာသူ့ရဲ့ဒီကိုပိုင်ပစ္စည်းတွေကိုရှင်းလင်းဖို့အတွက်ဆိုပြီးတော့မှရောက်လာခဲ့တဲ့သူကတော့ပထမအိမ်နောင်နဲ့မွေးခဲ့တဲ့
သားဖြစ်တဲ့သူ Steve ဟိုရဲပဲဖြစ်ပါတယ် Steve ဟိုရဲဟာဆိုလို့ရှိရင်တာမန်လူတစ်ယောက်မဟုတ်ဘူးပေါ့နော်သူဟာဆိုလို့ရှိရင်ဒီ LA ရဲတပ်ဖွဲ့မှာလူသတ်မှုဆိုင်ရာစုံတောက်အဖြစ်နဲ့24နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးတော့အမှုပေါင်းများစွာကိုဖြေရှင်းခဲ့တဲ့တကယ်ကိုမှဝါရင်စုံတောက်ကြီးတဦးလည်းဖြစ်ပါတယ်Steve ဟာဆိုလို့ရှိရင်သူ့အဖေရဲ့ကြံရစ်ခဲ့တဲ့ဒီပေါ့နော်ဓာတ်ပုံ Evan တွေကိုကြည့်ရင်လည်းမှအရန်အောင်မှတုံလှုပ်ဖို့ကောင်းတဲ့အရာတစ်ခုကိုတွေ့ခဲ့ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အနက်ရောင်သပင်နဲ့အမျိုးသမီးငယ်တဦးရဲ့ဓာတ်ပုံနှစ်ပုံပဲဖြစ်ပါတယ်အဲ့ဒီအမျိုးသမီးရဲ့ရုပ်ရည်သွင်ပြင်ရာဆိုလို့ရှိရင်ကဘာကျော်ခုန Black Dahlia အမှုကသားကောင်ဖြစ်ခဲ့တဲ့ Elizabeth Short နဲ့ထပ်တူနီးပါးတူညီနေတာကိုတွေ့ခဲ့ရပါတယ်အဲ့လိုမျိုးတွေ့တဲ့အခါမှာဆိုလို့ရှိရင်သားဖြစ်တဲ့ဒီစုံတောက် Steve ကသူ့အဖေရဲ့တန်တရားဖြစ်ဖွယ်ဓာတ်ပုံတွေကြောင့်ဒီအမှုကိုသူကဒီသားအနေနဲ့သားတစ်ယောက်အနေနဲ့မဟုတ်ဘဲနဲ့ပေါ့နော်ဒီ LA ကစုံတောက်တစ်ယောက်ရဲ့စံနှုန်းတွေအတိုင်းပဲသူကစပြီးတော့မှစုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်သားဖြစ်တဲ့သူစတီဟိုရဲရဲ့စုံစမ်းစစ်ဆေးချက်တွေအရသူ့ရဲ့အဖေဖြစ်တဲ့သူဒေါက်တာဂျော့ချ်ဟိုရဲကတရက်ခန့်အစ်စ်ဖြစ်ကြောင်းကိုညှိုးဆိုနေတဲ့ခိုင်မာလွန်းတဲ့သက်သေလေးခုကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။နံပါတ်1ကကြတော့ဒီ Elizabeth ရဲ့ခန္ဓာကိုယ်ကိုခါအလဲရနေပြီးတော့မှပိုင်းဖြတ်ထားတဲ့နီးစနစ်ဟာဆိုလို့ရှိရင်1940ပြည့်နှစ်တီတုန်းကစေးကြောင်းသားတွေမှာသာစပြီးတော့မှတင် जा ပေးတဲ့တကယ်ဥမာအစင်းမြင့်ခွဲစိတ်မှုဖြစ်ပြီးတော့မှသူ့အဖေဟာဆိုလို့ရှိရင်လည်းအဲ့ဒီခွဲစိတ်မှုကိုကျွမ်းကျင်ပြုလုပ်နိုင်တဲ့ဆရာဝန်တဦးဖြစ်နေတာပေါ့နော်ပြီးရင်ဒုတိယတစ်ချက်ကကြတော့ဒီအလောင်းပစ်ထားတဲ့မြေကွက်လက်မှာတွေ့ရတဲ့ဘီလက်မြေအိတ်နဲ့ဒီ Southern House အိမ်ကြီးပြင်ဆင်တော့သုံးခဲ့တဲ့ဘီလက်မြေတွေအမျိုးအစားအိတ်အမျိုးအစားတွေတူနေတာပေါ့နော်ပြီးရင်တတိယတစ်ချက်ကကြတော့ဒီ Elizabeth တည်ဆုံးပြီးတော့မှရက်ပိုင်းအတွင်းမှာပဲလူသက်သမားစာတွေပို့ခဲ့တယ်လေအဲ့ဒီပေးပို့ခဲ့တဲ့စာတွေမှာပါတဲ့လက်ရေးနဲ့သူ့ရဲ့အဖေရဲ့လက်ရေးကို FBI လက်ရေးကျွမ်းကျင်သူတွေနဲ့စစ်ဆေးတဲ့အခါမှာလုံးဝကိုထပ်တူကြနေရတယ်ပြီးရင်နောက်ဆုံးတစ်ချက်ကကြတော့ဒီ LA ရဲတပ်ဖွဲ့ကနေပြီးတော့မှနှစ်ပေါင်းများစွာလျှို့ဝှက်ထားတဲ့ file ထဲမှာဆိုလို့ရှိရင်ဒီသူ့ရဲ့အဖေဖြစ်တဲ့သူဒေါက်တာဂျော့ချ်ဟိုရဲကအဓိကတန်တရားရှိသူ9ဦးရဲ့ထိတ်ဆုံးမှာထည့်သွင်းထားပြီးတော့မှပေါ့နော်ထိတ်ဆုံးမှာထည့်သွင်းထားတာကိုလည်းတွေ့တယ်အဲ့ဒါအပြင်သူတို့ဒီ Southern House အိမ်မှာဒီအတန်ဖန်းဆက်တက်ထားတော့ကသူ့အဖေကိုယ်တိုင်ဝန်ခံထားတဲ့အတန်ဖိုင်ပေါ့နော်အဲ့ဒီဟာတွေကိုတွေ့တဲ့အခါမှာဆိုလို့ရှိရင်ဒီလိုမျိုးအထောက်အထားတွေကြောင့်ပဲသူ့ရဲ့အဖေကတရက်ခန့်အစ်စ်ဖြစ်တယ်ဆိုတာကိုဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်2003ခုနှစ်မှာတော့ဒီ Steve ဟိုရဲကအဲ့ဒီအထောက်ထားတွေအကုန်လုံးကိုစုစည်းပြီးတော့မှသူက Black Dahlia Avenger ဆိုတဲ့စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။အဲ့ဒီစာအုပ်ကဆိုလို့ရှိရင် New York Times မှာဆိုလို့ရင်တကယ်ဥမာ bestseller ဖြစ်ခဲ့ပြီးတော့ကမ္ဘာတဝန်းကိုလည်းတုံ့လှုပ်သွားခဲ့ရပါတယ်။ဒါဆိုလို့ရှိရင်အဲ့ဒီအချိန်တုန်းက LA ရဲတပ်ဖွဲ့ကဒေါက်တာဂျော့ချ်ဟိုရဲကိုသူ့ရဲ့နာမည်ကတန်တရားရှိတဲ့သူစရင်ရဲ့ထိတ်ဆုံးမှာပါနေတာတော့မှဘာဖြစ်လို့မဖမ်းခဲ့တာလဲပေါ့နော်ဆိုတော့ Stephen ဟိုရဲရဲ့သုံးသက်ချက်နဲ့အထောက်ထားတွေအရဆိုလို့ရှိရင်ဒေါက်တာဂျော့ချ်ဟိုရဲရဲ့စေကန်းကအဲ့ဒီအချိန်တုန်းက LA မျိုးကတကယ်ဟိုမှာအထက်တန်းလွှာတွေအာနာပိုင်နေနဲ့ရဲအရာရှိကြီးတွေရဲ့တရားမဝင်ကိုဝင်ဖြတ်ချပေးတာတွေနဲ့သူတို့အရှုပ်တော်ပုံတွေကိုလျှို့ဝှက်ပြီးတော့မှဆောင်ရွက်ပေးခဲ့တာကြောင့်ဖြစ်ပါတယ်သူတို့တွေကတကယ်လို့သာဒေါက်တာဂျော့ချ်ဟိုရဲကိုဖမ်းပြီးတော့မှတရားစွဲလိုက်ရင်သူတို့ LA မျိုးရဲ့တကယ်ဟိုမှာထိတ်တန့်အလွှာတွေနဲ့ရဲတပ်ဖွဲ့တွေရဲ့တရားမဝင်အာဂတိလိုက်စားထားတာတွေအကုန်လုံးပွင့်ထွက်လာမှာကိုစိုးရိမ်ပြီးတော့မှရဲတပ်ဖွဲ့အကူအညီနဲ့ဒီအမှုကိုဖုံးဖိပြီးတော့မှဖိလစ်ပိုင်ကိုထွက်ပြေးခိုင်းခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့လဲသူတို့ကအဲ့ဒီဟာကိုအဲ့တိုင်းပဲထားပြီးတော့မှဆက်မလိုက်တော့တာပေါ့နော်။2006ခုနှစ်ကနေပြီးတော့မှအခုလက်ရှိအထိပေါ့နော် Elizabeth Short နဲ့ဒီ Southern House ရဲ့ဖြစ်စဉ်တွေရာဆိုလို့ရှိရင်ရုပ်ရှင်တွေရောစီးရီးတွေရောစာအုပ်တွေရောအဲ့လိုမျိုးတွေနဲ့ပေါ့နော်ကဘာအနှံ့မှာထွက်ရှိခဲ့ပါတယ်အသက်22နှစ်အရွယ်မင်းသမီးဖြစ်ချင်တဲ့အိမ်မက်နဲ့ LA ကိုရောက်ရှိလာခဲ့တဲ့အမျိုးသမီးငယ်လေး Elizabeth Shaw ရဲ့ဇာတ်လမ်းဆိုလို့ရှိရင်အရန်ဟိုမှာဝမ်းနည်းဖို့ကောင်းစွာနဲ့နှိကုံချုပ်ခဲ့ရပေမဲ့ပြောမယ်ဆိုရင်တရက်ခန့်အောင်မပေါ်တော့တဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ဒါပေမဲ့လည်းဒီသားဖြစ်တဲ့ဒီစုံတောက် Steve ဟိုတဲ့ရဲ့အမှန်တရားကိုတတိရှိရှိနဲ့ဖော်ထုတ်မှုကြောင့်
ဒီလိုမျိုးပေါ့နော် Soran House အိမ်ကြီးရဲ့အမှောင်ထုတွေနဲ့တရက်ခန့်အစစ်ရဲ့မျက်နှာဖုံးကိုကဘာကနေသိရှိခွင့်ရခဲ့တာဖြစ်ပါတယ်ဒီနေ့အထိတော့ The Black Dahlia အမှုဟာဆိုလို့ရှိရင်တရားဝင်နီးလန်းအရာဆိုရင်တော့မဖော်ထုတ်နိုင်သေးတဲ့အမှုအဖြစ်နဲ့မှတ်တမ်းတင်နေဆဲဖြစ်ပါတယ်။ Elizabeth Short ဆိုတဲ့ကောင်မလေးရဲ့အခုလိုမျိုးပေါ့နော်ရဲဆက်ဆက်အသက်ခံရတဲ့အမှုနဲ့ပတ်သက်ပြီးတော့မှစမ်းပြမှုတွေရှုပ်ထွေးမှုတွေရက်စက်မှုတွေနဲ့ဒီ Hollywood မင်းသမီးအိမ်မက်တွေအကြောင်းကိုအခြေခံပြီးတော့မှနာမည်ကျော်စာရေးဆရာတွေဒရိုက်တာတွေကနေပြီးတော့မှရုပ်ရှင်တွေ series တွေကိုလည်းအကြိမ်ကြိမ်ရိုက်ကူပုံဖော်ခဲ့ကြပါတယ်။ Black Dahlia အမှုနဲ့ Soran House အကြောင်းကိုရိုက်ကူခဲ့တဲ့ကြော်ကြားခဲ့တဲ့ရုပ်ရှင်နဲ့ series တွေကိုလည်းနားဆင်တဲ့သူလေးတွေစိတ်ဝင်စားလို့ရှိရင်ရှာပြီးတော့မှကြည့်လို့ရအောင်လို့ sharing လုပ်ပေးမယ်နော်။ဆိုတော့အဲ့မှာဆိုလို့ရှိရင်ဒီပေါ့နော်စာရေးဆရာ J.N. Ryan ရဲ့ဒီစာအုပ်နဲ့2006ခုနှစ်ကရုပ်ရှင်ပေါ့နော် Black Dahlia အကြောင်းကိုပြောမယ်ဆိုလို့ရှိရင်ဒီစာရေးဆရာ Jane and Ryan ရဲ့1988ခုနှစ်ကထွက်ခဲ့တဲ့ကဘာကျော်ဝတ္ထုအဲ့ဝတ္ထုနာမည်ကလည်း The Black Dahlia ပဲပေါ့နော်အဲ့ဒီအကြောင်းကိုခြံလက်ခဲ့လို့မရပါဘူး Jane ဒီစာရေးဆရာဖြစ်တဲ့ James ကဆိုလို့ရှိရင်သူ့ရဲ့အမေဖြစ်တဲ့သူကိုယ်တိုင်ကလည်းမဖော်ထုတ်နိုင်ခဲ့တဲ့အမှုတစ်ခုမှာတပ်ဖြတ်ခံခဲ့ရတာဖြစ်တဲ့အတွက်သူကဒီလိုမျိုးပေါ့နော် Elizabeth Short ရဲ့အမှုအပေါ်မှာဆိုလို့ရှိရင်သူကပြင်းပြင်းထန်ထန်ကိုဆွဲလန်းပြီးတော့မှအဲ့ဒီဝတ္ထုကိုရေးသားခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုမျိုးပေါ့နော်ပြောမှဆိုအဲ့ဒီဝတ္ထုကလည်းကဘာကျော်ဝတ္ထုစာအုပ်တအုပ်လည်းဖြစ်ခဲ့တယ်အဲ့ဒီဝတ္ထုကိုမှနာမည်ကျော် director Brian De Palma ကနေပြီးတော့မှ2006ခုနှစ်မှာ The Black Dahlia အမည်နဲ့ပဲရုပ်ရှင်ရိုက်ကူးပုံဖော်ခဲ့ပါတယ်။အဲ့ဒီရုပ်ရှင်မှာဆိုလို့ရှိရင်တကယ်ထိတ်တန်းပေါ့နော်အမှုပညာရှင်တွေလည်းပါဝင်ခဲ့ပါတယ်။ရုပ်ရှင်ရဲ့ပုံဖော်မှုကကြတော့သူကဒီ1940ပြည့်နှစ်လွန်တွေက LA မြို့ရဲ့ဒီရုပ်ရှင် style ကိုပေါ့နော်လှလှပပနဲ့ရိုက်ကူးထားပြီးတော့အဲ့မှာဆိုလို့ရှိရင်ဒီရဲစုံတောင်း2ဦးကနေပြီးတော့မှဒီအမှုကိုစုံစမ်းရင်းနဲ့ယူသွတ်သွားတဲ့ပုံစံမျိုးရိုက်ကူးပြထားတယ်ပေါ့နော်ဒါပေမဲ့ကြည့်တော့မကြည့်ရသေးဘူးရှာကြည့်ကြည့်ရတော့အဲ့လိုမျိုးပြောထားရပေါ့နော်ဒါပေမဲ့အဲ့ဒီရုပ်ရှင်ဟာဆိုလို့ရှိရင်ဖြစ်ရမှန်တဲ့ဒီစာရေးဆရာရဲ့စိတ်ကူးရင်ဇက်လန်းစင်မှုတွေကပို့ပြီးတော့မှပါဝင်ခဲ့တာကြောင့်မို့လို့တချို့ဒီ true crime ပရိသတ်တွေကြားမှာဆိုလို့ရှိရင်တော့အဲ့ဒီရုပ်ရှင်ကဒီစုံတောက် Steve Horrell ရဲ့သက်သေတွေလောက်တော့တဘာဝမကြဘူးဆိုပြီးတော့မှလည်းဝေဖန်ခံခဲ့ရပါတယ်။ပြီးအဲ့တခုတည်းတင်မဟုတ်ဘူးပေါ့နော်ဒီဒေါက်တာ George Horrell ရဲ့ Soran House အိမ်ကြီးကိုပါအဓိကရိုက်ကူးထားတဲ့ TV series တွေလည်းရှိခဲ့ပါတယ်။ပြီးတော့ဒီ2011ခုနှစ်မှာရိုက်ကူးခဲ့တဲ့ American Horror Story ပေါ့နော် Murder House အဲ့ဒီနာမည်ကြီး series ရဲ့ season 1မှာဆိုလို့ရှိရင်လည်း Elizabeth Short ရဲ့ဇာတ်ကောင်ပါဝင်ခဲ့ပါတယ်။အဲ့ဒီ series မှာဆိုရင်မင်းသမီး Mina Suvari ကတရုပ်ဆောင်ပြီးတော့မှဒီ Soran House ကိုအခြေခံထားတဲ့တရေအိမ်ကြီးထဲမှာသွားဆရာဝန်တယောက်ကနေပြီးတော့မှ Elizabeth Short ကိုဆေးပေးပြီးတော့မှခွဲစိတ်တက်ဖြတ်တဲ့ပုံစံမျိုးဒီရုပ်ရှင်ဆန်းဆန်းဖန်တီးပုံဖော်ထားပါတယ်။ပြီးတော့ဒီ2019ခုနှစ်မှာထွက်ရှိခဲ့တဲ့ I am the night ပေါ့နော်အဲ့ဒီ series ကိုကြတော့ဒီ director Patty Jenkins ကနေပြီးတော့မှရိုက်ကူးထားတာဖြစ်ပါတယ်အဲ့ဒီ series อ่ะဆိုလို့ရှိရင်ဒေါက်တာကျော်ဟိုတဲ့ရဲ့မြေးဖြစ်တဲ့သူမှတ်မိလားမသိဘူးတာမဟိုတဲ့လေတာမဟိုတဲ့ရဲ့သမီးဖြစ်တဲ့သူဖော်နာဟိုတဲ့ကရေးခဲ့တဲ့ဒီစာအုပ်ကိုအခြေခံထားတာဖြစ်ပါတယ်အဲ့ဒီဇက်လန်ထဲမှာဆိုလို့ရှိရင်ဖော်နာဟိုတဲ့ကသူမရဲ့ဒီဇာတိအမှန်ပေါ့နော်သူမရဲ့ဒီမွေးဖွားခဲ့တဲ့ဒီဇာတိအမှန်နဲ့ဒီ Soran House အိမ်ကြီးထဲကအဖိုးဖြစ်တဲ့သူဒေါက်တာကျော်ဟိုတဲ့ရဲ့စိတ်တစဆန်တဲ့အမှောင်ထုတွေအကြောင်းကိုသူကဒီသတင်းတောက်တအုပ်နဲ့အတူစုံစမ်းဖော်ထုတ်တဲ့ပုံကိုရိုက်ကူးထားတာဖြစ်လို့အဲ့ဒီဟာကဒီသမိုင်းနဲ့လည်းအယောင်မှနှီးစပ်ခဲ့တယ်ပေါ့နော်တကယ်လက်တွေ့ဖြစ်ခဲ့တာနဲ့နှီးစပ်ခဲ့တယ်ပေါ့အဲ့ဒါလည်းမကသေးဘူးဒီဂိမ်းလောကမှာဆိုရင်လည်း2011ခုနှစ်ကထွက်ရှိခဲ့တဲ့ကဘာကျော်ဂိမ်းမှာဆိုလို့ရှင်လဲ Black Dahlia အမှုကိုအခြေခံထားတဲ့စုံထောက် case တွေကိုလည်းထည့်သွင်းဆော့ကစားခဲ့ပါတယ်ဆိုတော့ Elizabeth ရဲ့အမှုဟာဆိုလို့ရှိရင်နှစ်ပေါင်း80နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့လည်း Hollywood ရုပ်ရှင်လောကမှာဆိုလို့ရှိရင်အခုအထိပေါ့နော်အလားပဆုံးဗဟေနိဆန်တဲ့အမောင်တို့တစ်ခုအဖြစ်နဲ့သက်ဝင်လှုပ်ရှားနေစေဖြစ်ပါတယ်အသက်22နှစ်အရွယ်မှာတည်ဆုံးခဲ့ရတဲ့ Elizabeth Short ကတော့ဒီသူဖြစ်ချင်တယ်ပေါ့နော်ဒီ Hollywood မင်းသမီးတယောက်မဖြစ်ခဲ့ရဘူးဒါပေမဲ့အဲ့လိုမျိုးမဖြစ်ခဲ့ရပေမဲ့သူမတည်ဆုံးပြီးနောက်မှာမှဒီ Hollywood ရုပ်ရှင်သမိုင်းမှာဆိုလို့ရှိရင်သူမရဲ့နာမည်ကတကယ်ဟိုမှမမေ့နိုင်စရာနာမည်တစ်ခုဖြစ်သွားခဲ့ရတာတော့အယောင်မှဒီ
ဒီဝမ်းနဲစရာကောင်းတဲ့ကံကြမ္မာရဲ့အလှည့်အပြောင်းတစ်ခုဆိုလို့ရှင်လဲမမှားဘူးပေါ့နော်အဲလစ်ဘတ်ကသူကိုယ်တိုင်ကဟောလိဝုဒ်မင်းသမီးဖြစ်ချင်ခဲ့ပေမဲ့မဖြစ်ခဲ့ရဘူးဒါပေမဲ့သူသေဆုံးပြီးမှသူ့ရဲ့နာမည်နဲ့ဟောလိဝုဒ်မှာတကယ်ကိုမှမမေ့နိုင်စရာနာမည်တစ်ခုဖြစ်သွားခဲ့တာပေါ့နော်သူ့နာမည်ကလေဒေါက်တာဂျော့ဟိုရဲရဲ့သမီးဖြစ်တဲ့တာမဟိုရဲအားဆိုလို့ရှိရင်လေသူမရဲ့ဘဝတစ်လျှောက်လုံးနာကျင်မှုတွေကိုတတိရှိရှိနဲ့ရင်ဆိုင်ခဲ့တဲ့သူဖြစ်ပါတယ်။သူမကသူ့အဖေရဲ့ဒီလိုမျိုးရက်ဆက်ရုံမာမှုတွေကို1949ခုနှစ်ထဲကနေပြီးတော့မှတတိရှိရှိစပြီးတော့မှဖော်ထုတ်ခဲ့တဲ့သူဖြစ်တယ်လို့သူ့ရဲ့အဖေဆုံးပြီးနောက်သူ့ရဲ့အဖေတူအမေခွဲပေါ့နော်မောင်ဖြစ်တဲ့စုံတောက်စတီဟိုရဲရဲ့အဖေဖြစ်တဲ့သူရဲ့ဒီလိုမျိုးရုံမာတဲ့အမှောင်ထုတွေကိုဖော်ထုတ်ဖို့အတွက်ကိုလည်းအဓိကအထောက်အကူပေးခဲ့တဲ့သူဖြစ်ပါတယ်။တာမားကအသက်80အရွယ်2015ခုနှစ်မှာတော့ဟာဝါရီကျွန်းကဒီတက်ကြီးဆောက်ရှောက်ခဲ့ရတခုမှကွယ်လွန်သွားခဲ့ပါတယ်။ Black Dahlia အမှုဟာဆိုလို့ရှိရင်တပ်ဖြတ်ခံလိုက်ရတဲ့ Elizabeth တယောက်တည်းရဲ့ဝမ်းနည်းစရာအမှုမဟုတ်ဘဲနဲ့အဲ့ဒီ Soran House အိမ်ကြီးရဲ့အမှောင်ထုအောက်မှာဘဝပျက်စီးခဲ့ရတဲ့တာမားရဲ့ဇက်လန်းလဲပါဝင်နေခဲ့ပါတယ်။ဒီအမှုကဆိုလို့ရှိရင်အယောင်မှာရှုပ်ထွေးပြီးတော့မှဘလို့ကနေစပြောရမလဲဆိုတာကိုတော်တော်မှလည်းခေါင်းကိုက်ခဲ့တဲ့အမှုဖြစ်ပါတယ်။ဆိုတော့ထုံးစံအတိုင်းပဲပေါ့နော်ကျမတို့ဒီအမှုကနေပြီးတော့ဘလို့မျိုးသင်ခန်းစာတွေရလိုက်မလဲဆိုတာကိုလည်းတူတူလေ့လာကြရအောင်နော်။ဒီမှာဆိုလို့ရှိရင် Elizabeth Short ကသူက Hollywood မှာမင်းသမီးဖြစ်ချင်တဲ့အိမ်မက်တစ်ခုတည်းနဲ့ရောက်လာခဲ့တဲ့သူဖြစ်ပါတယ်။အဲ့လိုမျိုးပေါ့နော်သူ့ရဲ့သူမရဲ့အိမ်မက်ကိုဖြစ်ဖို့အတွက်အဲ့လိုမျိုးကြော်ကြားမှုတွေအောင်မြင်မှုတွေရဲ့နောက်ွယ်မှာဒီလိုမျိုးသွေးစာနေတဲ့လူလိန်လူညာတွေခေါင်းပုံဖြတ်ချင်တဲ့သူတွေနဲ့အန္တရာယ်တွေအပြည့်ရှိနိုင်တာကြောင့်တတိထားဖို့လိုတယ်ဆိုတာကိုလည်းကျမတို့ဒီမှာသင်ခန်းစာယူလို့ရပါတယ်ပြီးတော့နောက်ထပ်တစ်ခုကဒေါက်တာဂျော့ဟိုရဲကသူကအဓိကတန်တရားရှိတဲ့သူဖြစ်ကြောင်းကိုအထောက်အထားတွေအများကြီးနဲ့ပေါ့နော်အဲ့လိုမျိုးတွေရရှိခဲ့ပေမဲ့လည်းရဲတွေကနေပြီးတော့သူ့ကိုဖမ်းဆီးတာတွေမလုပ်ခဲ့ဘူးပြောမယ်ဆိုရင်အချိန်နဲ့တပြေးညီမဖမ်းဆီးပေါ့နော်သူ့ချိန်နဲ့သူပြောမယ်ဆိုရှောင်လို့ရအောင်လုတ်ပေးနေရပါတော့အဲ့ဒါဆိုလို့ရှင်လဲအုတ်ချုပ်သူစနစ်နဲ့တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေမှာအခုလိုမျိုးအာဂရိလိုက်ဆောင်မှုတွေနဲ့အာဏာရှိတဲ့သူတွေပါဝင်ပတ်သက်နေမယ်ဆိုလို့ရှိရင်တရားမျှတမှုဆိုတာကဘာမှမဟုတ်တော့ဘူးဆိုတာကိုလည်းဒီမှာကျမတို့မြင်ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဒီအမှုဖြစ်ပွားတဲ့အချိန်မှာသတင်းစာဒီမီဒီယာတွေကနေပြီးတော့မှ Elizabeth ရဲ့အမေဖြစ်တဲ့သူသူ့သမီးအလှမယ်ပြိုင်ပွဲနိုင်တယ်ဆိုပြီးတော့မှလိန်ပြီးတော့မှအချက်အလက်တွေတောင်းယူတာပေါ့နော်အဲ့ဒါဆိုလို့ရှင်လဲဒီမီဒီယာတွေတချို့မီဒီယာတွေကဆိုလို့ရှင်သူတို့ရဲ့ဒီမီဒီယာကိုသူတို့အချက်လက်တွေကိုလူကြည့်များဖို့အတွက်သားကောင်နဲ့မိသားစုဝင်တွေရဲ့ခံစားချက်ကိုလုံးဝစာနာမှုမရှိအသစ်မရှိဘဲနဲ့နင်းချေတတ်တဲ့အတွက်သတင်းအချက်လက်တွေကိုလည်းကျမတို့ချင့်ချိန်ပြီးတော့မှယုံကြည်ရမယ်ဆိုတာကိုလည်းဒီမှာသင်ခန်းစာယူလို့ရပါတယ်ပြီးတော့နောက်ထပ်တစ်ခုကကြတော့ဒီဒေါက်တာဂျော့ဟိုရဲအားဆိုလို့ရှိရင် तू က IQ အရန်မြင့်တဲ့တကယ်ဥမာပါရမီရှင်ထိတ်တန့်ခွဲစိတ်ဆရာဝန်တယောက်ပေါ့နော်ဒါပေမဲ့လည်းအဲ့လိုမျိုးဖြစ်ပေမဲ့သူ့ရဲ့အပြုတ်မှုတွေအားဆိုလို့ရှိရင်အယောင်မှာလူမဆန်စွာနဲ့ရက်ဆက်ခဲ့ပါတယ်အဲ့ဒါကြောင့်ကျမတို့လူတယောက်ရဲ့ပညာအရေးအချင်းနဲ့သူ့ရဲ့လူမှုစီးပွားအဆင့်အတန်းတွေကအဲ့ဒီလူရဲ့စိတ်ဓာတ်နဲ့ဇာရိတ္တကိုအာမမခံပေးနိုင်ဘူးဆိုတာကိုလည်းဒီမှာသင်ခန်းစာယူလို့ရပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီစုံတော့ပေါ့နော် Steve ဟိုတဲနဲ့သမီးဖြစ်တဲ့တာမဟိုတဲတို့ဟာဆိုလို့ရှင်လဲပြောမယ်ဆိုသူတို့အဖေဒီလိုမျိုးတွေပေါ့နော်ရက်ဆက်ရုံမာမှုတွေကိုသူတို့အဖေပဲဆိုပြီးတော့မှဖုံးကွယ်ထားတာမျိုးမဟုတ်ပဲနဲ့သူတို့အဖေကဒီလိုမျိုးလူဖြစ်တယ်ဆိုတဲ့အကြောင်းကိုဖော်ထုတ်ဖို့အတွက်မတွန့်ဆုတ်ခဲ့ပါဘူးဒီမှာဆိုလို့ရှိရင်တရားမျှတမှုနဲ့အမှန်တရားအတွက်ဆိုလို့ရှိရင်မိသားစုပဲဖြစ်ပါစေပေါ့နော်အမှန်တရားဘက်ကနေပြီးတော့မှရက်တီရဲတဲ့တတိရဲ့အရေးပါပုံကိုလည်းကျမတို့ဒီမှာပြသနေရပေါ့နော် The Black Dahlia လို့ခေါ်တဲ့ Elizabeth Short နဲ့ဒီဟိုတဲ့မိသားစုရဲ့ခါသီးလာတဲ့အမှန်တရားကတော့တင်ဆက်တာဒီမှာပဲပြီးသွားပြီပေါ့နော်နားဆင်တဲ့သူလေးတွေရောဒီအမှုကြီးတစ်ခုလုံးကိုနားထောင်ပြီးတဲ့အခါမှာဘယ်လိုမျိုးထင်လဲနားဆင်သူလေးတွေရဲ့အမြင်ကိုလည်း comment လေးမှာမှတ်ခဲ့ပေးပါအောင်နော်အဆုံးထိနားဆင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ကြည့်ရှုနားဆင်တဲ့သူလေးတွေအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာပြီးတော့မှကောင်းတဲ့လူရဆန္ဒတွေအားလုံးပြည့်ဝပါစေလို့လည်းဆုတောင်းပေးပါတယ်နားဆင်တဲ့သူလေးတွေအားလုံးလည်းလူကောင်းသူကောင်းတွေနဲ့ဆုံကြပါစေအဲဒါဆိုနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ကျေးဇူးပါ